အားလုံးပဲမင်္ဂလာပါဒီနေ့တော့ကျမနဲ့တူတူဒါရီဆွဲပစ္စည်းလေးတွေဖောက်ကြည့်ကြမယ်နော်နေရာထိုင်ဆိုမှာပစ္စည်းတွေဝယ်ခဲ့တာဟိုတိုလီမုတ်စာတွေလေဟိုလိုမျိုးရှောက်ဝယ်ခဲ့တာအလုံးပေါင်း3,000ကျော်ပူအောင်ဖြစ်သွားထိုင်ဆိုမှာဝယ်ခဲ့တဲ့ပစ္စည်းတွေပြနေဆိုအနေဝယ်ခဲ့တဲ့ပစ္စည်းပြီးတော့ထားတယ်ဝယ်ခဲ့တယ်ပြီးတော့တိုလီပတ်ပြီးတော့ကျန်လေးဒီမှာထိုင်ဆိုပစ္စည်းတွေဖိုင်ဝယ်ခဲ့လဲဆိုတာအလုံးကြည့်ကြမယ်ဒါတော့တူရီတော့ခင်းနေဝယ်ခဲ့တူရီယာဒီလိုအိုင်ကိုဖြောင်းနေထားလေရေချိုးကန်းနေပါလေတိုက်ဖို့ဆိုတော့ဝယ်လာတဲ့ဥစ္စာဒါဆိုရင်စစ်စရာကောင်းလို့ဝယ်လာအခုဒီပါထည့်ရမှာလည်းမသိသေးဘူး။ဒါကြောင့်ပြုတ်တန်ရှင်းလောက်တဲ့ဥစ္စာပါ။ဒီနောက်တော့ကလည်းအဲ့ဒီဟိုကြွေပြားရဲ့ခြားတွေလေးရတယ်တိုက်တဲ့ဥစ္စာ။ဒါကတော့ဟိုဟာပရိုက်တန်တွေကိုလည်းဒီလိုပုံစံလေးချိန်တာဒါနေရမှာအဲ့လိုကတ်ထားလိုက်လို့ရှင်။ဒီပရိုက်တန်တွေကိုချိန်ထားလိုက်လို့မယ်အဲ့ဒီအစားလေးဒါကြတော့မြန်မာကိုယူသွားမလို့အဲ့ဒါဒီခွင်းနေခွာတယ်သူဝယ်လာဘာလို့ပြုတ်တာလဲကျွန်တော်မသိသူဟာနဲ့ကျမဟာနဲ့တက်တက်ခွဲတယ်ဒါလည်းစနာတူတူပဲဟိုကြွေပြားကြီးပါကွာမယ်ဆိုတော့ဒီ6ကတ်တယ်လေးကောလို့ပြောတယ်သူကဒီဟာကတော့အဲ့ရပေါ်မှာလေအမွေးတွေပါရှိလို့ရှင်သူကဒါလေးနဲ့ဒီဟာလေးနဲ့လိတ်ကြတာကွာဒါထားရတာလေးပါထားတော့တက်မှာဒီလိုမျိုးဆိုကဒီဟာဒါကြတော့ညဘက်ကျမတွေ့လက်မောင်းမော်မှာသူကအဲ့လိုအိတ်ခိုင်းတာဆိုတော့သူလက်နာမှာဆိုလို့ပြောထားဝဲခိုင်းတယ်လက်မနာဒါကြတော့ဟိုပါလဲအသီးတို့အရွက်တို့လေဖယ်ပြီးတော့ဒီထဲကိုထည့်ရတဲ့ဥစ္စာလိုမဲဝဲလာခဲ့လိုက်တာချိုးကနို့ဘာမှာရေစင်းပေါက်လေးရှင်မှာရေစင်းပေါက်လေးတွေကိုတိုက်တဲ့ဟာပေါ့ဒါကြတော့ဝိုင်းလေးပြီးလေးဝယ်လာခဲ့တာပြီးတော့ဒါလေဘင်းစီရလည်းသူရောကျမတောက်တော့ခုကျမကနှစ်ခုဝယ်လာတစ်ခုကဒါကျမရေဒါသူရေးတာပေါ့နော်ပြတော့ခုစီဝယ်လာလေဘင်းကိုချီရတဲ့ဟာဘုံမှာပုံထဲမှာတော့ချီပြရတယ်နောက်တစ်ခုကတော့ထလေးပါထလေးကလေဒီမှာသူကပုံထဲမှာတော့ဒီလိုလေးလွယ်ပြထားတယ်လွယ်အိတ်လေးပေါ့နော်လွယ်လေးပါလွယ်လေးကိုလေသူဒီကအရန်ကိုလိုချင်နေအဲ့ဒါကြောင့်ကျမရှိဟာတင်းလိုက်လို့နေပါမယ်ကျမမပေးပါဘူးရှင်ဒီဗီဒီယိုလေးမှာကျမမပြလိုက်တဲ့ပစ္စည်းရှိရပေါ့နော်အဲ့ဒါသူ့ဝဲလာတဲ့ခင်းတွေခွားတွေဆိုကျမမပြလိုက်တာပါဒီလေးကတော့ကျမအရင်တိုက်တော့ပါပဲရှင်ထဲတဲ့အိတ်လေးအရင်မကျဘူးဆိုပေမဲ့အရင်သဘောကျပါတယ်ဆောင်းခရန်ဝယ်လာပါတယ်ဆောင်းခရန်ဘယ်လိုလဲဝါလာတော့ကွာဒါတော့ထားကြတော့ချင်းပြေးတယ်သူချင်းခဏခဏကြိုက်တယ်လို့ရှင်တော့ဒီမှာအုတ်ထုတ်ပါဒါကျမအုတ်ထုတ်တော့မဟုတ်ဘူးသူ့အုတ်ထုတ်ပါဒီမှာဖနဝလာပါဖနကဝါတော့အဲ့လေးကအိမ်ထဲမှာဆေးဖို့ပါတော့သူ့ဝယ်လာဖောင်းပြီပါဝါတော့ပေးရပါတယ်ပြီးတော့ကျမပါဒီပေါင်းမျိုးကျမကိုပို့ပါဒါနှာခေါင်းမှာဆောက်ဝဲချန်နေတာအများလို့ဆိုတော့ဆောက်ဝဲချန်ဝဲလို့ဆောက်ဝဲချန်ကောက်ခွာဝဲရကျမပထမတခြားတစ်စိတ်ဝယ်ရပေါ့နော်သူကဒီတစ်စိတ်ကနေနေကြည့်ရဆိုဒီစိတ်ဝယ်လာလိုက်တာဘုံက1000ပြီးတော့ကျမပါနီဘာရမဟုတ်ဒါမျိုးဘောကြလို့ဝယ်လာလိုက်တာစစ်စရာလေးဒီမှာတော့မှန်ပါတယ်အမြင်မုံ quality ကတော့ပါနီကိုတိတ်မကြိုက်ပါမယ်။ဆောက်ရှန်ကခွာလေးရတော့အရင်ကောင်းပါရှင်။ဒါကတော့ချင်းစေးပါဒါကတော့အိုင်းလိုက်နာပါဒါကတော့အင်ဂျင်နဲ့ပေါင်းမေးပါတစ်ထည်စီကို3000ပဲကြားတယ်။ဒီကအရန်ကိုကောင်းလို့ပေးရတဲ့စီနဲ့တန်တယ်လို့ခံစားရပါတယ်။ညာအိမ်မစီလေးပါလောက်ပါပဲအားလုံး